堆手会嘛，到面面在那那改的手来路就能有啥样的，去把的，格拉达把的，去 PDP 给要你把的，就能够给你没有那么样个规则 KDF 把的，ဒီနေရာမှာလာပြီးတော့မှတိတ်ဆိုကြတာတော့ကောင်းမှုတော့လက္ခဏာလို့ယူဆရတယ်ကျွန်တော်တို့တတိထားရမှာတစ်ခုကကျွန်တော်တို့အာဏာတွေပြကြဖို့မဟုတ်ဘူးမာမာနတွေပြကြဖို့မဟုတ်ဘူးတစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာတစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာကျွန်တော်လူထုကိုလက်နဲ့ခဲရတွေပြတ်သားဖို့ယူနီဖောင်းတွေပို့ပြီးတော့မှအနိုင်ချိဖို့မဟုတ်ဘူးတစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာကျွန်တော်လူထုကိုဘယ်လောက်ထိလှုပ်ကျွေးပြုနိုင်မလဲစီလုံးညီညွတ်မှုကျွန်တော်တို့ဘယ်လောက်ထိရှိကြမလဲပြတ်သားရမှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့တော့အဲ့လိုပဲမှတ်ယူပါတယ်။ကေးများစီလုံးညီညွတ်မှုကရည်ကြီးကြောအားလုံးသိကြတယ်လူကြီးလည်းသိတယ်လို့လူငယ်တွေလည်းသိတယ်ကလေးတွေလည်းသိတယ်သူဖြစ်တပ်ဖိုင်းဆိုင်ရာတောင်ဝန်ထမ်းဆောင်ကြတဲ့တပ်ဖို့တောင်းမှုတွေမျိုးစစ်တီလူငယ်တွေကိုကျွန်တော်တို့ကောင်းမှုတော့တွေးခေါ်တွေလက်စိကဖို့အရေးကြီးတယ်ပုဂ္ဂိုလ်ဆွဲဒေတာဆွဲနေရာဆွဲဖွဲ့စည်းဆွဲတွေကိုမျိုးဆက်တီလူငယ်တွေကိုမပေးဖို့သိအရေးကြီးတယ်။ကြေးပြမျိုးဆက်တီလူငယ်တွေလည်းစောနာပြောလို့မျိုးပဲဒေတာဆွဲပုဂ္ဂိုလ်ဆွဲတွေရှိမှဆိုရှိသိချတယ်။ကျွန်တော်တို့ဒီဒေါ်လာရေးကလာဘယ်တော့မှပြီးနိုင်မှာမဟုတ်ဘူး။ပြီးလိုက်မှာမဟုတ်ဘူး။အဲ့ဒါကဘာပဲဖြစ်မလဲဆိုလို့ရှိတော့တက်ရနီးနေတော့လည်းကောင်းပယ်ဝနီးနေတော့လည်းကောင်းလူထုကိုလိန်ညာလက်စားပြီးတော့မှဒေါ်လာရေးလုပ်တယ်ပဲလို့ကျွန်တော်နေတဲ့အဲ့လိုပဲခံယူတယ်။ကြေးရောဒီဘယ်လောက်ထိအားရှိလဲ။ KA ဘယ်လောက်ထိရှိလဲ။ကလတာဘယ်လောက်ထိရှိလဲကျွန်တော်တို့ဘယ်လောက်ထိရှိလဲ KDF တစ်ဖွဲ့နဲ့တစ်ဖွဲ့ကျွန်တော်တို့တီးကြတယ်စီလုံးညီညွတ်မှုအရေးကြီးကြောက်လဲကျွန်တော်တို့တီးတယ်တို့တော့အရေးကြီးတဲ့လုပ်တွေကျွန်တော်တို့မလုပ်ကြဘူးမစီလုံးချေကြဘူးဘာကြောင့်မစီလုံးချေကြလဲဒီဖွဲ့နဲ့ဒီဖွဲ့ပဲဒီလူနဲ့ဒီလူပဲကြရောဒီတေတာကကျွန်တော်တို့ခရိုနီလူထုမတေတာမဟုတ်ရပါလဲခရိုနီမျိုးတော့မြတ်ကကိုရတာ KDF ရဖို့တေတာကဒါကခရိုနီလူထုမတေဘူးတေလဲကလတာတေတာကခရိုနီလူထုမတေဘူးတေလဲKA တေတာကြောက်ရောဒါကခရိုနီလူထုမတေဘူးတေလဲခရိုနီထဲကခရိုနီတွေပဲဘယ်ဖွဲ့စည်းပဲကြကြဘယ်ဖွဲ့စည်းပဲတရားရကျွန်တော်တို့လူထုနေတာပဲကျွန်တော်တို့လူတွေပဲဖြစ်တယ်ကျွန်တော်တို့မရနေဖို့လိုတယ်တော့ရေးကြည့်တဲ့ကာလရောက်ပြီကျွန်တော်တို့စီလုံးညီညွတ်မှုကိုရှေ့သားတည်ရမှာဖြစ်တယ်လက်ရှိကျွန်တော်တို့ကရီပြည်မှာရှေ့ပြပြီးတော့မှစစ်ကောင်စီကိုတိုက်နေတာတစ်ဖွဲ့တည်းတော့တိုက်လို့မရအောင်အားလုံးသိတယ် KDF တစ်ဖွဲ့တည်းနဲ့ကျွန်တော်တိုက်လို့မနိုင်ဘူးကျွန်တော်သိတယ်ကလတာတစ်ဖွဲ့တည်းနဲ့တိုက်လို့မရအောင်လူတိုင်းသိတယ် K တစ်ဖွဲ့တည်းနဲ့တိုက်လို့မရအောင်လူထုအားလုံးသိတယ်တော့ကျွန်တော်တို့သိနေတဲ့အရာကကျွန်တော်တို့ဘာလိုအပ်လဲကျွန်တော်တို့သိနေပြီပဲတို့တော့ဘာကြောင့်ကျွန်တော်တို့မကြော်လွှားနိုင်လဲအဲ့ဒီခက်ခဲတွေစီလုံးညီညွတ်မှုတွေရောက်ဖို့အတွက်ကျွန်တော်တို့ဘက်ကဘာဟာတာတွေဖြစ်နေလဲအရေးကြီးဆုံးအချက်ကအယူဝါဒတွေပဲပုဂ္ဂိုလ်ဆွဲတွေဒေတာဆွဲတွေလူမျိုးဆွဲတွေကြောင့်လို့ကျွန်တော်တို့တွေကဒီနေ့ဒီချိန်မှာမစည်းလုံးနိုင်ဘူးဖြစ်နေတယ်။မနေ့ဖာဘက်ခါရှိလာမဲ့လာကမှာကျွန်တော်တို့တွေကရတူတွေနဲ့ရေဆိုင်တဲ့ချိန်မှာဒီထက်ပိုပြီးတော့မှရတူကိုနိုင်ပိုင်းနိုင်ဖို့ရတူကိုချီမုန်းနိုင်ဖို့ကိုယ့်ရဲ့လူထုကိုကကွယ်နိုင်ဖို့ကျွန်တော်တို့စည်းလုံးရမှာဖြစ်တယ်။သောတာပြောသလိုပါပဲကျွန်တော်တို့မျိုးဆက်တွေကိုကောင်းမှုတော့တွေးခေါ်တယ်။မြတ်တာတော့တွေးခေါ်တယ်လူမှုတာဝါထဲမှာသူ့ကွာရှိတွဲနေထိုင်တဲ့အတွေ့ခေါ်တယ်ကျွန်တော်တို့လက်စိတ်ကပေးဖို့လိုတယ်လက်အဲ့လိုပုံစံနဲ့လက်စိတ်မကားဘဲနဲ့ကျွန်တော်တို့မျိုးဆက်တီတွေကိုပုဂ္ဂိုလ်ဆွဲဒေတာဆွဲယူဝါဒဆွဲတဲ့နေရာမှာထားမယ်ဆိုရှိတော့ပြေချပါတယ်ဘယ်သူမှမနေနိုင်ဘူးခင်ဗျားတို့ကျွန်တော်တို့လက်နဲ့ကြိုက်တဲ့လူတွေမနေနိုင်ဘူးလူထုပဲနေနိုင်တယ်လူထုမှာအိုးအေးစုခွာရတယ်သူရဲ့ရက်ရွာတွေသူရဲ့အိုးအေးတွေစစ်ကောင်စီပြီးချိုးချေးခါရတယ်ကျွန်တော်တို့တွေ့နေရတယ်မြင်နေရတယ်ဒါအားလုံးရဲ့လက်ထက်မှာရှိတယ်သူတို့ကောက်ွယ်နိုင်ဖို့ဆိုတော့လူထုနေတဲ့လဲဒီမှာရှိတဲ့တိုင်းသားလက်နဲ့ကြိုက်ဖွဲ့တွေကိုကြောက်နေကြမလို့ကျွန်တော်တို့လက်ထက်မှာတနက်ကြိုက်ထားတဲ့တော်လာရေးအဖွဲ့အစည်းတွေကလူထုကိုကြောက်ရမှာဖြစ်တယ်ကျွန်တော်တို့ဒီရောမှာတကယ်လူထုတွေအလုပ်ကျွေးပြုပါတယ်ဆိုတဲ့အဖွဲ့အစည်းမှာကတယ်ဆိုရှင်ကျွန်တော်တို့လူထုကိုကြောက်ရမယ်ဘာကိုကြောက်ရမလဲလူထုကိုလိမ်စားမှာကိုကျွန်တော်တို့ကြောက်ရမှာလူထုကိုညာစားမှာကိုကျွန်တော်တို့ရှက်ရမှာလူထုပေါ်တိဆောက်ဖတ်မှာကိုကျွန်တော်တို့ရှက်ရမှာဖြစ်တယ်တိုက်တပ်ဖွဲ့တွေတိတ်ရေးကြည့်တယ်ရှေ့သားသွားလို့ရှိတော့တပြုတ်ပြည်စေးပါနောက်သားမှနေတဲ့ချိန်ကျွန်တော်တို့ယူနီဖောင်းတကားကားဖို့ဆိုမလို့တနတ်တကားကားလူထုကြားထဲမှာသွားဆောင်လို့ခင်ဗျားတို့ကျွန်တော်တို့ကလူထုကိုတကယ်ယုံကြည်ကျွန်တော်တို့ကလူထုနဲ့အတူတူရက်တည်ဖို့လိုတယ်
တော်လာရဲ့ဓမ္မမာလူထုကိုမိပါစီဝါရေးပုဂ္ဂိုလ်တွေမမိနဲ့လူချမ်းသာတွေမမိနဲ့လူထုလို့ပြောတဲ့နေရာမှာလဲချော်ခုတဲ့လူထုတွေမပါဘူးကျွန်တော်မြေတော့ပြောတယ်ကျွန်တော် PDF တိုက်ရေးထဲတွေတွားပြီးတော့မှစီဝေးလုပ်တဲ့ချိန်ဒီတော်လာရေးကိုတစ္ဆာရှိနောက်ဆုံးလူထုကိုတစ္ဆာရှိကာကွယ်မဲ့လူပြည်နယ်ကိုကာကွယ်မဲ့လူရဲဘော်တွေထဲမှာစေရတာနဲ့ပညာမတတ်တဲ့လူတွေပဲကြာခဲ့လိမ့်မယ်ခင်ဗျားတို့ကြိုက်တာလောက်လို့ရတယ်ခင်ဗျားတို့ကြိုက်တာပြောလို့ရတယ်၄နှစ်တာကျော်၅နှစ်တာကလတော့ပြပါကျွန်တော်တို့ KDF ထဲမှာကြည့်လိုက်တစ္ဆာကြီးတောက်ထားတယ်တစ္ဆာကြီးဆိုထားတဲ့လူတွေစီဝါရေးလိုက်ကူကိုကြပြီချို့လူတွေနိုင်ငံခြားထွက်ကြပြီနိုင်ငံခြားထွက်ပြီးတော့ကိုလူရုံးတဲ့လူတွေပြဿနာမရှိဘူးဒီပြည်နယ်မှာစစ်ကောင်စီရှိနေတဲ့ခပြားတို့မိသားစုတွေခပြားတို့ညီကိုမောင်မတွေအများကြီးချိတ်ချောက်ခါရတယ်ဆိုတဲ့ကိစ္စလည်းကျွန်တော်နားလည်ရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီအာတာရှိပြုတ်ချရေးအတွက်ကျွန်တော်တို့ခုလက်ရှိတနက်ကြိုက်ထားတဲ့မျိုးဆက်တဲ့လူငယ်တွေနောက်ဆုံးကျွန်တော်လက်ထဲမှာပဲအစိုးရဖို့လိုအပ်တယ်ကျွန်တော်တို့လာမယ့်အနာကမျိုးဆက်တဲ့တွေဆက်ပြီးတော့မှတနက်မကြိုက်နိုင်မကြိုက်ရရေးတိုက်ပွဲဆက်မှုရေးကျွန်တော်တို့ဒီလက်ထဲမှာကျွန်တော်လက်ထဲမှာစိုးတတ်ဖို့လိုကြောင်းကျွန်တော်အနေနဲ့ပြောချရေးလိကိုချုပ်ပါတယ်ကျေးဇူးတင်ပါတယ်Venimos a ganar, ¡Cacueta! ¡Olaro! ¡Ah!